Hello အားလုံးမင်္ဂလာပါဒါကတော့ဆရာကားကိုစောင့်နေတာပေါ့နော်ဆရာကားပေါ်မှာထိုင်ပါပြီဆရာအခုတရားဒေသနာဟောပြောသွားပါပြီတရားဒေသနာပြီးလို့အစီအစဉ်ပြီးလို့ဆရာကိုနှုတ်ဆက်ချတာဖြစ်ပါတယ်သူတို့ကတော့ legacy ကျောင်းသူကျောင်းသားချောလေးတွေဖြစ်ပါတယ်အစီအစဉ်ပြီးသွားလို့ပြန်တော့ပါပြီရှင်ဆရာကြီးကကျောင်းသူကျောင်းသားတွေကိုဝါစွာလိုက်ကျွေးခဲ့လို့ဒီနေ့အားရပါရစားခဲ့ပါတယ်ဟောတာကတော့ဆရာကြီးဖြစ်ပါတယ်စားလို့တောက်လို့ပြီးသွားပါပြီ